ကဲဘလူတို့ကဟိုက်ဘာကစားမယ်ဆိုရင်ဘက်ဆာသားလည်းမြင်ချင်တယ်တနေရတနေရလည်းမြင်သွားချင်တယ်အန်မီဘဲမှာတွေးသက်ကြမ်းတဲ့ဟီယိုတွေတွေးပြပြီးတဲ့ဟီယိုတွေပါလာရင်တော့ဘာစီကပိတ်ဖို့ကောင်းဆုံးဟီယိုတစ်ကောင်ဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒါပါဒီနေ့မှာတော့ဘာစီကဟီယိုကဲကိုလုပ်ပြီးတော့မှာဖြစ်ပါတယ်ကဲအဲ့ဒါဆိုစလိုက်အောင်ဘာစီရဲ့ပက်ဆက်ကတော့သူ့ဖို့တက်ရောက်တဲ့ damage ကိုနိုင်ငံချော့ပေးတဲ့အပြင် scale နဲ့ enemy ကိုထိတယ်အဲ enemy ကို4စက္ကန့်ကြာသွေးနဲ့ချီချော့တဲ့ effect ကိုပေးလိုက်မှာဖြစ်ပါတယ်scale ကတော့9စက္ကန့်ကြာဘေးလို့လဲနေမှာဖြစ်ပြီးတော့အဲ့ scale ကိုထက်နေတော့ဘေးကခုတ်ပြီးတော့နေရတူကိုပါကြော်လို့ရမှာဖြစ်ပါတယ် enemy နဲ့တိုက်မိရရက်သွားပြီး3.8စက္ကန့်ကြာ stand ထိပြီးခုတ်ပြီးတိုက်ရင်တော့3.5စက္ကန့်ကြာ stand ထိမှာဖြစ်ပါတယ် scale ကချိန်ထားနေရဒိုင်းနဲ့ပြစ်လိုက်ပြီးတော့ထိမိတဲ့ enemy ရဲ့ movement speed ကိုချွတ်ချလိုက်မှာဖြစ်ပါတယ် enemy hero နဲ့ quick ကိုထိမိရတော့ဒိုင်းကကွဲသွားပြီးအဲ့ scale ကိုထက်သုံးလို့ရပါတယ်အဒီမဲကတော့14စက္ကန့်ကြာ movement speed အပေါ်ရတဲ့အပြင်ဘာစီယာသွားတဲ့လမ်းတစ်ချောင်းလုံးမှာချော်ရည်ဘူးတွေထွက်လာမှာဖြစ်ပါတယ်ချော်ရည်ဘူးနဲ့ထိမိတဲ့ enemy ဒိုင်းကို damage ပေးပြီး movement speed ပါချွတ်ချလိုက်မှာဖြစ်ပါတယ်ဒါပြင်ဘာစီယာရဲ့ပတ်ဆက်ဖြစ်တဲ့ damage ချွတ်ချတဲ့ no ကိုလည်းတိုးပေးလိုက်မှာဖြစ်ပါတယ်ကဲ scale လေးကြောင်ပြောပြီးဆိုတော့ item နဲ့ ability ဆက်သွားလိုက်အောင် item ကတော့ DL နဲ့ကစားတာပိုကောင်းပါတယ် ability ကတော့ DL နဲ့ကစားတာပိုကောင်းပါတယ် participate ကတော့ body to diffusion နဲ့ကစားတာပိုကောင်းပါတယ်နောက်ဆုံး fan fact တစ်ခုပြောချင်တာတော့ဘာစီယာရဲ့ပတ်ဆက်နဲ့တွေးချော့ item တစ်ခုပေါင်းလိုက်ရင်80%တွေးချော့မှစား65%ထိပဲတွေးချော့ချမှာဖြစ်ပါတယ်ကဲဒီဗီဒီယိုတော့ဒီလောက်ပါပဲကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုကြပြန်တွေ့ကြမယ်ကောင်းတော့နေ့လေးပတ်စံနေကြပါစေ